အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ညနေ eFootball Connect ဆိုပြီးတော့ eFootball ကဒီကျွန်တော်တို့ဒီကမ္ဘာဖလားအပေါင်းဝင်နောက်လာမယ့် update တွေအကြောင်းတင်ဆက်သွားတယ်ပေါ့နော် sorry ပါကျွန်တော်နည်းနည်းလေးနောက်ကျသွားတယ်ဗျာကျွန်တော်ဒီဘောလုံး training လေးသွားနေလို့ပေါ့နော်ပြီးတော့ကျွန်တော်ပြင်မှာလဲမိုးလေးရွာနေအတန်လေးနည်းနည်းမိုးတန်လေးပိုင်းခွင့်လွှတ်ပေးပါနော်ကျွန်တော်တို့ဒီမနေ့ပြန်ပါဝင်လာမယ့်ကျွန်တော်တို့ဒီ eFootball ကျွန်တော်တို့ဒီအကြောင်းအရာလေးတွေရယ်ကျွန်တော်တို့သတင်းလေးတွေပေါ့နော်ကျွန်တော်အဲ့လေးတွေကိုကျွန်တော်အတူတူကြည့်မယ်အမားပိုင်လည်းခွင့်လို့ပေါ့နော်ကျွန်တော်လည်းဒီအရင်တစ်ခေါက်တည်းရလို့ရှေ့မှာစစ်မထားဘူးအခုမှတားရိုက်ပြောပြမှာပေါ့နော် okay စုပေါင်းအနေနဲ့ကျွန်တော်တို့ဒီမှာcategory ၄ခုရှိမယ်ကျွန်တော်တို့ campaign ရဲ့ national team pass ပထမဆုံးအနေနဲ့ဒီ campaign အကြောင်းပြောမယ်ပေါ့နော် so ခါတိုင်းတိုင်းမှာပဲကျွန်တော်တို့မနေ့ပြန် campaign အသစ်ပါဝင်လာမယ်ဗျာ so ဒီမှာကကျွန်တော် free ရမှာပါတယ်စုပေါင်း coin 950တွေပါရမယ်ပြီးရင်ဒီမှာ Lionel Messi visionary pass show time ရမယ် game changing pass လမ်းမရမယ် pass ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ campaign ပါဝင်လာတဲ့ဟာတွေပေါ်မူတည်ပြီးတော့ရမှာပေါ့နော်ဒီ highlight ကစုစုပေါင်း10ကပ်ပါမယ်ဗျာအာဂျင်တီးနားနဲ့စပိန်ခါတိုင်းအတိုင်းပဲပေါ့နော်လူတွေတော့မတူတော့ဘူးပေါ့နော်ဆိုတော့နောက်ဆုံးမှာတော့ကျွန်တော်တို့ခါတိုင်းလာနေတဲ့အတိုင်းပဲကျွန်တော်တို့ campaign ကိုကနေပြီးတော့ကျွန်တော်တို့ဒီမှာစုပေါင်း coin 950လေးရမယ်ကျွန်တော်ပြထားတာတွေအကုန်နီးပါးရမယ်ပေါ့နော်အဓိကသူပြထားတဲ့ဟာလေးတွေကိုနေတိုင်းလုံးဝင်မယ်ကျွန်တော်တို့ဒီလုံးဆရာရှိရာလေးသူများညီတူ like လုပ်မယ်ပေါ့နော်ကျွန်တော်လည်းအဲ့ချိန်ကျရင်တော့တင်ပေးပါမယ်ဘာကြီးလုံးမလဲဆိုတော့တင်ပေးမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဟာ campaign အကြောင်းပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ဒီမှာကြည့်ရတာတော့ first year campaign နဲ့ limited time campaign boost ဒီမှာပြောတာကတော့သူတို့ကဒီမှာအလံနေပေးထားမယ်ပေါ့နော်ကျွန်တော်ဒါလေးကိုတော့တစ်ချက်နားမလည်သေးဘူးဗျာဒီဟာကျွန်တော်တို့ပါလာတဲ့အချိန်ကျမှကျွန်တော်တို့ဒီခိုင်းတင်ပေးသလိုပဲကျွန်တော် mission လုပ်သလိုပဲတင်ပေးမယ်ပေါ့နော်ဒီသူပြောထားတဲ့သဘောတရားအရာတော့ကျွန်တော်ကြည့်ရတဲ့လောက်ကတော့ဒီမှာဟာရောဒီပါဝင်လာတဲ့ကစားသမားတစ်ဖက်ကဒီပါဝင်တဲ့ကစားသမားပုံမူတည်ပြီးပေးမယ်ထင်ပါတယ်ဗျ sorry ပါဒါလေးကတော့ကျွန်တော်လည်းဒီ game ထဲကိုပါလာမှအသေးစိတ်သိရအောင်နော် okay okay ဒါလေးနဲ့ကြော်လိုက်မယ်နော်ဒါကကျွန်တော် in game ဝင်တဲ့အချိန်ကျမှအသေးစိတ်ပြောပြမယ်ဗျာခုမှပြန်အောင်လို့ပါ sorry ပါကျွန်တော်ခါတိုင်းအတိုင်းပဲကျွန်တော်တို့ဒီမှာ campaign ပါမယ် special events လာမယ်ပေါ့နော် special event အနေနဲ့ကတော့ကျွန်တော်တို့ဒီမှာnational team တွေပါလာမယ်လို့ကျွန်တော်မြင်ရတယ်ပေါ့နော် play out the day ဒါကကျွန်တော်တို့ဒီမှာကမ္ဘာဖလားကာလအတွင်းမှာပေါ့နော် play out the day ဆိုတာအကောင်းဆုံးကစားသမားတွေကိုဒီဟာplay out the day ဆိုပြီးတော့ပါဝင်လာကတ်တိုက်ကတော့ epic ကတ်တိုက်ဖြစ်မလားဒါမှမဟုတ်ကျွန်တော်တို့ဒီ play out the week ပုံစံဖြစ်မလားတော့မသိဒီပြထားတဲ့ပုံစံကလည်း epic လို့ play out the week လို့ပေါ့နော်ကျွန်တော်တို့ဒီ epic ကတ်တွေနဲ့တူဝင်မဲ့လေသူတို့ဘယ်လိုလာမယ်ဆိုတော့ကျွန်တော်တို့အသေးစိတ်မသိရသေးဘူးဒါကတော့ဒီတပွဲချင်းဆွမ်းဆောင်ရင်ကောင်းတဲ့ကစားသမားတွေကိုထုတ်ပေးမဲ့ပုံစံမျိုးပါပဲဗျကဘာဖလားလည်းလာတော့မှာပေါ့နော်ကဘာဖလားလာတဲ့အချိန်ကွက်တီလုတ်လိုက်တော့ပေါ့နော်ကျွန်တော် campaign အသစ်နှစ်ခုရှိမယ်တဲ့ကွန်ရဖို့အတွက်ဒီကျွန်တော်တို့ဒီမှာ frame map တွေလာလိမ့်မယ်ဗျ frame map ဒီ campaign မှာကျွန်တော်တို့ဒီမှာချိတ်ဆော်တာတွေပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီမှာကွန်ရမဲ့ event တွေလာမယ်ဒီသူတို့ဒီအဓိကတော့ဒီသူတို့ဒီ eFootball တင်ငယ်ချင်းတွေနဲ့များများဆော့စေခြင်းလို့ဖြစ်တယ်ပေါ့နော်များများဆော့စေခြင်းလို့အဲ့အပိုင်းတွေပဲဖြစ်ပါမယ်၄ရက်နေကနေ23ရက်နေပေါ့နော် invitation ဒီမှာကုန်းနေပေါ့နော်ဆိုတော့အဲ့ဒါတွေကပါဝင်လာတဲ့အချိန်ကျရင်လည်းကျွန်တော်အသေးစိတ်ပြန်တင်ပေးမယ်ပေါ့နော်အခုကဒီဗီဒီယိုလေးဒါပထမဆုံးအတူတူကြည့်တဲ့သဘောပဲကျွန်တော်အတူတူကြည့်ကြမယ်ပေါ့နော်နားလည်တဲ့လောက်လည်းကျွန်တော်ပြန်ပြောပေးမယ်ဗျာခုနပြောသလိုကျွန်တော်တို့ဒီမှာ friend invite ဒီ campaign ကနေပြီးတော့ကန်ရင်ကျွန်တော်တို့ဒီမှာ Steven Gerrard show time လဲသူတို့ဒီ free pay ဖို့ရှိရပေါ့နော်ဒီ Steven Gerrard show time ကိုရအောင်လုံကြီးတွေပါလေနောက်ပိုင်းတွေ့လာလိမ့်မယ်ပေါ့နော်ဒါကအကုန်လုံးမှာပါတယ်ဗျာ PS5 တွေ PS4 တွေအကုန်လုံးမှာ Windows တွေမှာရော Stand တွေမှာရောဒီကျွန်တော် mobile version တွေမှာရောအကုန်လုံးရနိုင်တယ်ပေါ့နော် Okay နောက်တစ်ခုကတော့အားလုံးသိချင်နေကြတဲ့ National Team Partner Selection တွေအကြောင်းပေါ့နော်ဘယ်သူတွေပါဝင်လာမလဲဘာလဲပေါ့နော်ဆိုတော့ကျွန်တော်တို့4ရက်နေ့ကတော့ကျွန်တော်တို့ဒီမှာ2နိုင်ငံလာမယ်8ရက်နေ့ကလည်း2နိုင်ငံလာမယ်17ရက်နေ့ကျရင်ဒီမှာselection နေနဲ့ဟောလာမယ်ပေါ့ဒါ4ရက်နေ့လာမယ်ဟာဒါကဒီ Harry Kane နဲ့ Ronaldo ကတော့ကျွန်တော်ကတ်တိုက်ကရိုးကတ်တိုက်မဟုတ်တော့ဗျာ epic ကတ်တိုက်ဖြစ်မယ် Ronaldo က web power special skill နဲ့ပေါ့နော်ကျွန်တော်တို့ဒီ Martinez နီးပြလည်းပါဝင်လာမယ်ပေါ့နော် finishing နဲ့ offensive အဝင်နဲ့ကွတ်ကောင်တာ90ဗျာကွတ်ကောင်တာ90နဲ့လာမယ်ဗျာအခါတိုင်းအတိုင်းပဲပေါ့နော်ပတ်ပုံတန်လေးလာတာအောင်မနော်
ရိုနယ်ဒိုကဝယ်ပါဝါနဲ့ဗျာရိုနယ်ဒိုကတော့ epic ကဖြစ်မယ်ဗျာဒီမှာဆိုလည်း Harry Kane ပေါ့နော် Thomas Tuchel position gain 90နဲ့လာပါမယ်မိုက်တယ်နော်Lopez stamina နဲ့ပေါ့နော် Lopez stamina ဆိုတာကွင်းလေတွေကိုအဓိက ready တိုးပေးမယ်ထင်ပါတယ် Harry Kane ကတော့ low screamer နဲ့ပါစုပေါင်းကစားသမား17ယောက်ပဲပေါ့နော်စုပေါင်းကစားသမား17ယောက်ပဲလာပါပါโอเคဗျာဒါတော့ပေါင်းဝင်လာမယ်ကစားသမားโอเคဒါ10ရက်နေ့မှာလာမယ်ဒါဂျပန် national team selection တွေပေါ့နော်ဒီ selection တွေကတော့ကျွန်တော်တို့ဒါနီးပြတယ်မပေါ့ဒါတွေနှိုက်ရဖို့များတယ်ပေါ့နော်နှိုက်ရဖို့များတယ်ဒါကတော့ national team selection တွေပေါ့နော်โอเคဒါကလည်းပြင်သစ်ကလည်းဒါပတ်မဟုတ်ဘူးဂျာမနီကလည်းပတ်ဂျာမနီကပတ်ဖြစ်မယ်မြန်တယ်ပေါ့နော်သူပြအမြန်လို့ဒီမှာပုံမှာပဲကြည့်လိုက်ပေါ့နော်နယ်သာလန်ကလည်းပတ်ဖြစ်မယ်ဗျကိုရီးယားnational team ပတ်ဖြစ်မယ်ကျွန်တော်ဒီမှာပုံလေးမှာပဲကြည့်လိုက်တော့ပေါ့နော်ဒီမှာ၄နိုင်ငံကျွန်တော်နောက်ဆုံး၄နိုင်ငံnational team ပတ်အနေနဲ့လာမယ်ပေါ့နော် special player list တဲ့မနေ့ပြန်ပေါင်းလာမယ် epic player တွေကိုကျွန်တော်ကြည့်မယ် Johan Cruyff ဖြစ်ပါတယ်Johan Cruyff ပေါ့နော်မနေ့ပြန် epic ပေါင်းလာမယ်ဗျာ Johan Cruyff ကျွန်တော်ကတော့ whole player နဲ့လာစီနေတယ်ဗျာဒါပေမဲ့ဒီကောင်ဘယ် player နဲ့ဘယ်လို play style လာမလဲမသိ AMF ဆို whole player နဲ့မျောလွန်းလို့ရရနော်ဟော skill တွေလည်းပေါင်းလာဗျာ attacking စာကJordi Alba ရောပါတယ်နော်ဆိုတော့ဒီ skill အသစ်အကြောင်းလေးတွေလည်းကျွန်တော်ပြီးရင်အသေးစိတ်season ပြောပြပေးမယ်ပေါ့နော် New Liga နဲ့ New Legends will arrive New Legends will arrive ဆိုတော့ကျွန်တော်တို့အစောပိုင်းကြီးညာထားသလိုပဲ Honda ဖြစ်ပါတယ်ကျွန်တော် Honda ကတော့ဒီရိုးရိုးကတ်အနေနဲ့ပါဝင် epic အနေနဲ့ပါဝင်လာရမှာမဟုတ်ဘဲနဲ့ရိုး epic အနေနဲ့ပါဝင်လာမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့အနေနဲ့ဒီမှာ30 ပေါ့နော် anniversary epic ပုံစံအနေနဲ့ပါဝင်လာမှာဖြစ်ပါတယ်ဗျာHonda ပါဝင်လာတော့ကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်း AC Milan ကတ်တွေပါထွက်လာနိုင်တယ်ပေါ့နော်ကျွန်တော်ကြိုက်တယ်ပေါ့နော်โอเคကျွန်တော်စောပိုင်းတင်ထားသလိုပဲကျွန်တော်ဒါကတော့ကာကာဝါပါဝင်လာမယ်ဒါဒီကောင်းနာမည်တော့မေ့နေဟစ်ဆက်ဘီလားကဲ special present ဒါမနေ့ပြန်ကြားမှာเนาะအခုဒီမှာကျွန်တော်သွားကြည့်ထားတာမပေါ်သေးဘူးကျွန်တော်တို့ဒီမှာ special promotion ဆိုတာရှိရဲတဲ့အဲ့ထဲမှာကျွန်တော်တို့ဒီမှာEFVချက်ကြည့်လိုက်မယ်ဗျာဒီမှာတေချာတော့ gig ကုတ်နေရာမှာ EF connected ဆိုပြီးရိုက်လိုက်ရင်မနေ့ပြန် night ခွင့်တစ်ချိန်ရလိမ့်မယ်ပေါ့နော်1 chant ကြီးပေါ့ဒါမနေ့ပြန်တစ်ချိန်ဆိုရင်ကျွန်တော်ပောက်ဖို့မလဲပါဘူးဒါလှုပ်လေဘာမှမဖြစ်ဘူးလှုပ်လေမထူးတော့ဘူးနော်တစ်ချိန်နဲ့တော့ပောက်ဖို့မလဲဘူးโอเคဒါကတော့ဒီနေ့ကျွန်တော်တို့ဒီမှာသိရသလောက်ပေါ့နော်ပြီးရင်သူတို့ဒီမှာပြောထားတာကကျွန်တော်တို့ဒီမှာ 5.50 ပေါ့နော်ပြီးခဲ့တဲ့ update အကြောင်းအရာလေးတွေမှာသူတို့ဒီadjustment လုပ်ထားတာလေးရှိမယ်ပေါ့နော်အဓိကကတော့ smart essay ပေါ့နော်လူပြများနေတဲ့ smart essay ရဲ့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီအတူတူကြားတဲ့ level 2လေးကြားဖို့ရယ်ပေါ့နော်အဲ့ဒါလေးပဲအဓိကပြောထားတာတွေ့ရမှာဗျာနည်းနည်းတော့အိုက်တာဗျာ sorry ပါ division 1နဲ့ division 3ကတော့ smart essay ပိတ်ထားရင်သူနဲ့တွေ့မယ်ဖွင့်ထားရင်သူနဲ့တွေ့မယ်အဲ့လိုကိုယ့်အကိုလည်းရွေးချက်ခွင့်ရှိမယ်ပေါ့နော်ဒီဒါတွေကတော့ကျွန်တော်ပြောပြီးသားတွေပဲဗျာကြော်လိုက်မယ်နော်โอเคနောက်တစ်ခုကတော့ category anonymous ကျွန်တော်ဒီမှာ Bangkok မှာ Warfest တွေပဲလာမယ်ဗျာဒီ Warfest တွေပဲမှာသူတို့ကဒီမနစ်ကကျွန်တော်ဂျပန်မှာလုပ်ခဲ့တယ်လို့ပဲပေါ့နော်မနစ်ကဂျပန်ဘယ်မှာလုပ်တာလဲမသိဘူးဒီနေ့ကတော့ Bangkok မှာလုပ်တယ်ပေါ့နော်ဆိုတော့မနစ်ကတိုကျိုမှာလုပ်တာဟုတ်တယ်တိုကျိုမှာလုပ်တော့ကျွန်တော်တို့ဒီမှာ30 legend တွေပါတယ် anniversary လုပ်တယ်ပေါ့နော်ခုဒီနှစ်တော့ကျွန်တော်တို့ဒီမှာ Bangkok မှာလုပ်မယ်ဆိုတော့ထိုင်းရောက်နေတဲ့သူတွေအနေနဲ့လည်းတွားလို့ရတယ်ဆိုတော့ဒီ surprise အနေနဲ့ပေါ့နော် surprise အနေနဲ့သူတို့ဘာပါဝင်လာလဲဆိုတော့ကျွန်တော် Manchester United ကစားသမားတွေပြောထားတဲ့ဒီ video လေးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီ video ထဲမှာတော့သူတို့အနေနဲ့ကျွန်တော်တို့ဒီမှာပြောထားတာကတော့ကျွန်တော် Wayne Rooney ပါဝင်လာမယ်လို့ပြောသွားတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ဒီ Thai မှာရှိတဲ့ bro တွေအနေနဲ့လည်းဒီ Wayne Rooney ကိုတွေ့ခွင့်ရနိုင်တဲ့အခွင့်အရေးရှိမယ်ပေါ့နော်ဒါပေမဲ့အရင်နီးနီးကတော့ပေါ့အဝေးကနေကြည့်လို့ရမယ်အခွင့်အရေးရှိနိုင်မှာပေါ့နော်ဆိုတော့အဲ့လိုမဲ့ဒီနေ့သိရသလောက်ကဒါပါပဲကျွန်တော်သိရသလောက်လေးအမြန်လေးပြောပြပေးရပါကျွန်တော်တို့နောက်နေ့အသေးစိတ်ထပ်တင်ပေးစရာရှိရင်လည်းတင်ပေးပါမယ်ပေါ့နော်ဆိုတော့အရင်နားမလဲဆိုဖြစ်သွားရင်လည်း sorry ပါကျွန်တော်လည်းအခုမှအတူတူကြည့်ရဆိုတော့လေကဲအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဗျာခဏလေးကျွန်တော်တို့ဒီမှာ eFootball KO ဆိုတာရှိတယ်အဲ့ website ကနေပြီးတော့သူတို့ဒီ mobile version မှာပေါ့နော် Roberto Carlos free ရနိုင်တယ်ပေါ့နော်ဆိုတော့ဒီ Roberto Carlos free ရနိုင်တဲ့ဟာလေးကတော့ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်မနေ့က server ပြီးမှာပဲ eFootball ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီမှာ KO website ကနေပြီးတော့တွားလောက်ရမယ့်ဟာလေးရှိရပေါ့နော်အဲ့ဒါဒီကျွန်တော်တို့ဒီ server ပြီးတဲ့အချိန်ကျရင်ကျွန်တော်အသေးစိတ်ပြန်တင်ပေးပါမယ်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ